ရှေ့ရတော့ကကျွန်တော်တို့ပြောထားပြီးသားပဲဒါဒီ down trend တစ်ခုရှိမှာပေါ့နော်အဲ့ဒီ main down trend ကိုအရင်ဆုံးပြန်ပြီးမှကြည့်ကြမယ်ပေါ့နော်ဒီမှာတင်ဒါရှေ့တော့က structure break ထားတယ် break ပြီးမှဒါဒီ down trend တစ်ခုဖြစ်နေတာကိုကျွန်တော်တွေ့ရလိမ့်မယ်ဒါကြီးကျွန်တော်တို့ဒီမနေ့တုန်းကပေါ့နော်တနေ့တုန်းကကျွန်တော်ဒီ level လာပြီးမှ test ထားတယ် test လုပ်ပြီးမှကျွန်တော်သူ့ရဲ့ main trend ဒီ level ကိုဆက်လက်ပြီးမှ break ဖို့ပြင်နေတယ်ပေါ့နော်ဒါပေမဲ့ကြားထဲမှာမနေ့တနေ့ကိုပေါ့နော်ဒီမှာပဲအသက်ကြပဲဖြစ်သွားတာဆိုအဲ့တက်ကြောင်ပေါ့နော်လောလောဆယ်ကျွန်တော်ဒီထဲမှာရှိတဲ့ဆိုတော့ဆက်ကြည့်ရမယ် okay အဲ့ဒီ structure အသေးကို focus မလုပ်ခင်မှာပေါ့နော်လောလောဆယ် main structure အရဖြစ်နိုင်ရှိကိုကျွန်တော်အရင်ကြည့်မှာပေါ့နော်ဒီလိုဒီလက်ရှိဒီ higher than fan ရပေါ့နော်သူကဒီအရင်တိုင်းမဲ့ down trend တခုဒါသူဆက်လက်ပြမှသွားမယ်ဒီတစ်ချိန်ကျရင် lower low ဆိုမှဒီကောင် break မှဒါဒီကျွန်တော်ရဲ့ POS market ဆိုတစ်ခုဖြစ်လာမယ်ပေါ့နော်အဲ့လိုမှမဟုတ်သူဒီဒီအပေါ်ဘက်ကိုပြန်ပြီးမှ break လာမယ်ဆိုရင်တော့ဒါကျွန်တော်တို့up trend တစ်ခုပဲပြန်စနိုင်တယ်လို့ပြောရမှာပေါ့နော် okay အဲ့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာလည်းသူဒီ break တဲ့အခါမှာသူကဒီအပေါ်ဘက်ကိုအားပြင်းနဲ့ break လာဖြစ်ရင်ဒီကောင် break ပြီးဆိုတော့နောက်ထပ်ကျွန်တော်ဒီအပေါ်မှာရှိတဲ့ high price level ကိုပါသူက break ပြီးမှဒါအပေါ်ဘက်ကိုလုံးဝကိုဆက်လက်ပြီးမှသွားဖို့ chance များတာပေါ့နော်ဒါဒီကျွန်တော်တို့ long term မှာဖြစ်နိုင်တဲ့ probability တစ်ခုပေါ့နော်ဆိုတော့အဓိကကျွန်တော် loss ရဲ့အရင်ကြည့်ရမယ့်အရာတစ်ခုက market ကဒီအောက်ဘက်ကိုဆက်ပြီးမှသွားဖို့ chance များတယ်ဆိုတော့ကျွန်တော်ဆက်ကြည့်ရမယ်ပေါ့နော်ဘာကြောင့်အဲ့ဒါကိုကြည့်ရလဲဆိုတော့ကျွန်တော်တို့ပြီးရင်ဒီထဲမှာရှိရဆိုတော့သွား focus လုပ်မယ်ပေါ့နော်အဓိကကျွန်တော်သူ့ရဲ့ main structure ကလည်း down trend ဖြစ်တဲ့အတွက် down trend ကိုအဓိက focus လုပ်တာပေါ့နော် okay ဆိုတော့အဲ့မှာကျွန်တော်မနေ့တုန်းကလည်းဒါကျွန်တော် market က H1 time frame ထဲမှာတစ်ချက်သွားကြည့်လိုက် H1 time frame ထဲမှာဆိုရင်သူမနေ့တုန်းကမနက်စောစောမှာဒီ take ကနေကျလာတယ်မှာ down trend တစ်ခုရှိတယ်ဆိုအဲ့ down trend တစ်ခုကနေဒီ key level နားမှာလာပြီးမှ test လုပ်တော့ပေါ့နော် test လုပ်ပြီးတော့မှသူကမနေ့ညမှာသတင်းနဲ့အပေါ်အပြင် break သွားတယ် break မှတယ်မှာဆိုရင် ball နဲ့ break တယ် break တဲ့အခါမှာသူဒီနားလေးမှာတနည်းအားဖြင့်ကျွန်တော်ပြောမယ်ဆိုရင်ဒီနားမှာ trend ပြန် change သွားတာပေါ့နော် okay trend ပြန် change သွားတယ် trend ပြန် change သွားပြီတကယ်ဆိုရင်ဒီနေရာမှာသူ up trend တစ်ခုသွားနေပေါ့နော်ဒါပေမဲ့ up trend သွားတဲ့အချိန်မှာလည်းသူကဒီတစ်စက်မဲ့သွားနိုင်ခဲ့တာပေါ့နော်ကျွန်တော်တို့မနေ့တုန်းကဒီနားထဲမှာ sell entry တကြောင်းကိုစဉ်းစားလို့ပေါ့နော်သူကဒီနားမှာရှိတဲ့ key level ကိုလာပြီးမှ test လုပ်တယ် CRD high ရဲ့ lower than frame market ဆိုရရတယ်သူဒီကနေကျသွားတဲ့အခါမှာဒါပေမဲ့ CRD low level အနည်းဆုံးဒီမှာဆိုရင်ဒီ pullback level တခုပဲ order block ဆောင်ကိုပြန်လာ test လုပ်တယ်ပြန်လာ test လုပ်ပြီးမှဒီနေရာမှာ up trend တခု run သွားတယ်နော်ဒီမှာဆိုရင်သူက trend chain နဲ့သူ higher low ကိုပြန်လာတယ်ဒီနေရာကနေ higher high ကိုဆက်လက်ပြီးမှ break သွားတယ်ဆိုဒါပေမဲ့ break တဲ့အခါကြီးလိုက် ball နဲ့အားပြင်း break နိုင်ရှိမရှိဘူးသူဒီ structure fade သွားပြီဆိုတဲ့ပုံပဲเนาะ okay အမှဆိုရင်ကျွန်တော်ဒီပြန်တက်ပြီးမှ liquidity သွားဆွေးတယ်ဆွေးမှဒါဟိုးအပေါ်မှာကြံနေခဲ့တဲ့ order block ဆိုဝင်ချင်လောက်ထိနောက်တစ်ချိန်ပြန်လာ test လုပ်တယ်ဒါကျွန်တော် lower down frame တွေမှာလည်းဒါ internal liquidity ရှိတယ်ပေါ့နော်ဒါကျွန်တော်မနေ့တုန်းကလည်းကျွန်တော်တွေ့ရလိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုပြီးကြကျွန်တော်သွားပြီးမှဆွဲပြမယ်ပေါ့နော် okay structure ကဒီမှာဆိုရင်တကယ်ဆိုသူ up trend အတိုင်းဒါဆက်လက်သွားမယ်ဆိုရင်ဒါ higher low higher high ဒါဒီ swing high ရှိမယ်ပေါ့နော်သူဒီအပေါ်ကိုဆက်လက်ပြီးမှ break ရမှာတကယ်ဆိုရင်လေ higher low ကနေ higher high ဆိုရင်ဒီအပေါ်ဆက် break ရမှာဒါပေမဲ့လောလောဆယ်က structure fade သွားပြီဒီမှာဆိုရင်ဒီအောက်က level ကို fade သွားသလားကျွန်တော်ပုံမှန်အဖြစ်ဒီက up trend ဆိုရင်သူ higher low ကိုပြန်လာမယ်ဒီပေါ် higher high ကိုဆက်သွားမှာလေဒါပေမဲ့လောလောဆယ်ကြည့်လိုက်အဲ့ဒီအတိုင်း structure fade သွားရတဲ့အတွက်အောက်ဘက်ကိုဆက်လက်ပြီးမှ run ဖို့က chance ပုံများသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ညတောက်ကြနေဖြစ်တဲ့အတွက်ကျွန်တော် risk တော့အများကြီးရမှာเนาะတောက်ကြနေဆိုတဲ့သဘော market ကဈေးကွက် E နဲ့လည်း E မယ်ဒါမှမဟုတ်ကျွန်တော်ဝုံတိုင်းတစ်ဖက်တစ်ချက်ကိုအတက်ကြဖြစ်သွားမဲ့ပုံစံမျိုးလဲကျွန်တော်ဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေပဲသတိတော်ထားမယ်ပေါ့နော်ဆိုဒါပေမဲ့ဘယ်လိုပဲကြည့်လောလောဆယ်နေတာတော့ market က down trend ဘက်ကိုသွားဖို့က chance တော့ပုံများနေမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်သူဒီမှာ time frame အသေးတစ်ခုမှလည်းကျွန်တော်ဒီဆွဲတစ်ခုတွေ့ရလိမ့်မယ်ဒီမှာဆိုရင် low high lower low နဲ့ down trend တစ်ခုပြန်လာတယ်လက်ရှိဆိုရင်သူကဒီနားလေးမှာပထမဆုံး external liquidity test လုပ်ပြီးမှဒီမှာဆိုရင် internet ထဲကိုပြန်လာဖို့လုပ်နေပေါ့နော်သူဒီနေရာနေ down trend တစ်ခုဘက်ကိုပြန်လာဖို့လုပ်နိုင်တယ်ကျွန်တော် normally အဖြစ်ဒီပုံစံပေါ့နော်အဲ့လိုပုံစံမျိုးတွေဆက်ပြီးမှ run ဖို့ chance များတာပေါ့နော်ကွက်ဆဲကိုစဉ်းစားဖို့စောင့်နေတယ်ဆိုရင်တော့ကျွန်တော်အကောင်းဆုံးကတော့ကျွန်တော်ဒီအပေါ်မှာ key level တွေရှိတယ်ပေါ့နော်ဒီ level စောင့်လို့ရတယ်เนาะ15မိနစ်မှာဆိုရင်လည်းအဲ့ဒီ15မိနစ်ရဲ့ trend social လေးတွေရှိနေရပေါ့နော်ဒီမှာဆိုရင်ဒီ trend သေးလေးတွေရှိနေတယ်ဒီ trend သေးလေးတွေကိုအရင်ကြည့်ရမှာပေါ့နော်ဘာလို့ဆိုတော့သူဒီ whole body တက်မတက်ဘူးဆိုတာကဒီ trend ကိုသူ့အနေနဲ့တခါတည်းတန်းပြီးမှ run သွားမယ်ဆိုရင်တော့အဲ့ဒီအပေါ်ရှိတဲ့ trend level အထိကိုသူက test တော့မှာမဟုတ်တခါတည်းဒီမှာရှိတဲ့ trend structure အတိုင်းပဲတခါတည်း run နဲ့ adjustment တွေလုပ်ပြီးမှအောက်ကိုဆက်လက်ပြီးမှတခါတည်း run နိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့တွေဖြစ်ကြိုပြီးတော့မှပြင်ဆင်ရမယ့်အချက်တွေဖြစ်တော့ပေါ့နော်သူ့အနေပဲဒီလိုအပေါ်ရောက်လာတယ်ဆိုရင်တော့အပေါ်မှာဒါအမြင့်ဈေးနဲ့ကွာ set ကိုစဉ်းစားလို့ရမယ်ဒီလိုမရောက်လာဘူးဆိုရင်တော့ကျွန်တော်စောင့်နေတယ်ဆိုရင်တော့ကိုက trade မရဘူးပေါ့နော်ဒီလိုကိုအနေနဲ့အဲ့မှာဒါဒီအားလုံးကနေကျွန်တော်တို့ရွေးချယ်လို့ရပါဘောနော်
ကျွန်တော်တို့နေပဲ စစ်ရှင်နဲ့စောက်မလား okay short term မှာ lower term frame market ဆိုလိုက်ပြီးမှကျွန်တော် trade လုပ်မလားပေါ့နော်ဒီ market structure level ကနေဒီလိုကြမယ်ဆိုရင်တော့ကျွန်တော်အောက်မှာရှင်ဒါကျွန်တော်4000ဈေးတန်းမှာဒါကျွန်တော် order block ဆုံးတစ်ခုရှိမှာပေါ့နော်အဲ့ဒီ level ကိုသူဆက်လက်ပြီးမှကြာနာနေတကယ်လို့သူဒီအဲ့ဒီ level ကိုကနေအောက်ပြန်ဆက်ပြီးမှအောက်ကိုဆက်ကြမယ်ဆိုတော့ကျွန်တော်ဒီ3960ပတ်ချလိုက်တယ်ပေါ့နော်ဒီမှာဆိုရင်3940တွေကိုဒီထိကိုဆက်ပြီးမှသွားလိုက်မယ်ပေါ့နော်အပေါ်ဘက်ကိုပြန်ပြီးမှအားပေးနဲ့ပြန်တက်နိုင်ပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင်အနည်းဆက်ဆုံးဒါ4000နဲ့80 90ပေါ့နော်နောက်တစ်ခုကကျွန်တော်4120 4150ပတ်ချတယ်ဒီ level ကိုသူဆက်လက်ပြီးမှ run ပေါ်ကများပဲပေါ့နော်အနည်းဆက်ဆုံးကျွန်တော်တတိထားကြည့်ရမယ့် structure ကတော့ဒီလက်ရှိဒီကြားထဲမှာရှိတဲ့ဒီ downtrend market ဆိုအရင် focus လုပ်ရမှာပေါ့နော် so ဒါဆိုရင်ကျွန်တော်ဒီနေ့ market structure ကိုဒီပေါ်ပေါက်သွားမယ်ထင်ပါတယ် so ကျွန်တော်နောက်ထပ်တော့ video မှာပြန်လည်ဆုံးသွင်းပါမယ်